Myanmar fighter Jushu Aben နိုင်သွားပါပြီ။ Myanmar fighter ချင်းနေဖို့ Jushu Aben က Japan fighter တိုင်ရာကိုနောက်ဆုံးအချိန်မှာတင်အလေးထိုးနိုင်ခဲ့ပြီး Champion ခပတ်ကိုပထမဆုံးအကြိမ်ကာကွယ်နိုင်ခဲ့ပါပြီ။ American ပြည်ထောင်စု New Jersey ပြည်နယ်မှာကျင်းပခဲ့တဲ့ UFC 328 ဒုတိယကောင်ပွဲစဉ်အဖြစ် Jushu Aben နဲ့တိုင်ရာတို့ထိုးသက်ခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲမှာမြန်မာ fighter Jushu Aben ဟာ UFC flyweight တန်းထဲမှာအကောင်းဆုံး fighter ဖြစ်တယ်ဆိုတာတက်တေထူပြလိုက်တဲ့ပွဲပါ။ပွဲအစမှာ Jushu Aben ကရုန်းကန်ခဲ့ရပေမဲ့ပြိုင်ဖက်ရဲ့အခြေအနေကိုလေ့လာပြီးတဲ့အခါမှာတော့တိုင်ယာရဲ့တိုက်ကွက်တွေကဘန်အတွက်ရည်စရာလိုဖြစ်သွားခဲ့ပါတယ်။ဘလောက်ထိရည်စရာဖြစ်သွားလဲဆိုရင်ဘန်ကတော့တိုင်ယာကိုပြန်ချုပ်နိုင်တဲ့အထိပါပဲ။အဲ့တော့သွေးတွေနဲ့တိုင်ပက်နေတဲ့ဂျပန်သားကလည်းဒီအချိန်မှာဘန်ကိုဘလို့မှမရှင်နိုင်ခဲ့ပါဘူး။ဘန်ကတော့ခပတ်ကိုထိုက်တန်ပဲကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Jushu Aben ကတကယ့်ကိုတော်လုံးကောင်းလုံးခဲ့တာပါ။မြန်မာပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ခင်ဗျားတို့ချန်ပီယံထပ်နိုင်သွားပါပြီလို့ပွဲပြီးမှဘန်ကပြောသွားဖြစ်ပါတယ်။ Jesus Christ and it feel damn good to be the champion again. အာဆီယံနိုင်ငံတွေထဲမှာ UFC ခပတ်ကိုပိုင်ဆိုင်တာဆိုလို့မြန်မာတနိုင်ငံပဲရှိတာပါ။ဒါကြောင့်ကွန်မက်လီမှာမြန်မာလို့ဂုံယူဝင်ကြွားစွာမန်းခဲ့ပေပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။